content idea တွေကိုဘယ်မှသွားရှာစရာမလိုတော့ဘူး TikTok ထဲမှာပဲအလွယ်တကူရှာလို့ရနေပါပြီကိုသွားချင်တဲ့လမ်းကြောင်းနဲ့ကန့်ညီတဲ့ content idea တွေကိုခလုတ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ idea တွေကိုထုတ်ပေးသွားမှာဖြစ်ပါတယ် hashtag တွေကိုလည်းကန့်ညီတဲ့ hashtag တွေဘာတွေသုံးရမလဲဆိုတာပါသူကရှာပေးအောင်ပါအဲ့တော့ဒါလေးကိုဘယ်လိုသုံးရမလဲဆိုတာလေးကိုအဆုံးထိကြည့်လိုက်တော့နော်ဟန်ရဲ့ဗီဒီယိုလေးကိုလည်း like and share လေးတွေလုပ်သွားပေးပါဦးနော်ဘာမှမကုန်မင်းနဲ့ကိုနဲ့ပတ်သက်တဲ့ content idea တွေကိုဒီ TikTok မှာအလွယ်တကူရှာတဲ့နည်းလေးကိုနေရာပြောပြပေးသွားမယ်ဒီနည်းလည်းအရန်ကိုအသုံးဝင်တယ်လွယ်ကူတဲ့အတွက်ကြောင့်မလို့အရန်မိုက်ပါတယ် hashtag တွေကစဘယ်လိုတွေသုံးရမလဲဆိုတာ idea တွေရလာမှာဖြစ်ပါတယ်အဲ့တော့ညီတို့ TikTok ထဲကိုသွားမယ်ကိုယ့်ရဲ့ဒီလိုနေရာလေးပေါ့နော်ဒီလိုမျိုးနေရာလေးကိုရောက်ပြီဆိုလို့ရှိရင်ညီတို့ဘာလုပ်မလဲဆိုတော့ဒီရဲ့ search bar လေးမှာဒီမှာပေါ့နော်content creator insight ဆိုပြီးတော့ရှာလိုက်ပါမယ်content creator insight ကိုတွေ့ပြီဆိုလို့ရှိရင်ဒီမှာcreator search insight ဆိုတဲ့ထပ်ဝင်မယ်အဲ့ဒီနေရာမှာဒီတို့ဒီမှာသူ့ရဲ့ဒီလိုမျိုးလေးရှိရပေါ့နော်အဲ့မှာ AI outline ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဟာလေးဝင်ပါမယ်ဒီနေရာမှာကိုကဘာအကြောင်းအရာနဲ့ပတ်သက်ပြီးလဲဥမာ fashion design နဲ့ပတ်သက်ပြီးတော့မြန်မာ fashion design ဆိုလည်းမြန်မာ fashion design ပေါ့နော်idea လာကြည့်တာပေါ့နော်ဘယ်လို idea တွေထောက်ရမလဲ hashtag တွေဘယ်လိုခံရမလဲဆိုတဲ့ဟာကို AI TikTok ထဲမှာပဲဒါအလွယ်တကူရှာမယ်ပြီးလို့ရှိရင်generate ကိုနှိပ်လိုက်မယ်အဲ့တော့သူဘာတွေလုပ်တင်လဲဆိုမြန်မာ fashion design နဲ့ပတ်သက်ပြီးတော့ဒီနော်ဒီမြန်မာတွေရဲ့ outfit ပုံစံမျိုးတွေဒါအင်္ဂလိပ်လိုသူရေးပြတာအနီးကပ်ပုံစံမျိုးတွေသူလုပ်တယ်ပြီးရင်ခေါင်းစဉ်တွေကြဘယ်လိုပေးတင်လဲဆိုမြန်မာ style glow up ပေါ့နော်ဒါတော့ကိုကမြန်မာလိုပြန်ပြီးတော့လုပ်ကြည့်ပေါ့နော်ပြီးလို့ရှိရင်ဒီ beautiful detail တဲ့เนาะအဲ့လိုမျိုး design file outfit ဆွအပြင်သွားတဲ့ပုံစံအဲ့လိုမျိုးတွေကွာသူပြီးလို့ရှိရင် hashtag ကိုကြာမြန်မာ dress လို့ပြောတဲ့ပြီးလို့ရှိရင် ready to wear လို့လည်းပြောလို့ရတယ် embroidery ဒီဟာ EMBROIDERY ကတော့แต่တော့ဘယ်လိုလဲမသိဘူးဒီအဲ့လိုမျိုးပေါ့เนาะဒီလိုမျိုးတွေ hashtag လဲပေါ့ hook ကကြတော့သူက your outfit got upgrade in second what this မြန်မာ detail သူအဲ့လိုမျိုးတွေပြောထားတယ် secret ကစသူထုတ်ပေးထားတယ်ပေါ့နော်အရန်မိုက်ပါတယ်အရန်ကိုမိုက်တယ်အဲ့ဒါကိုမှအန်တို့ကမြန်မာလိုမျိုးပေါ့နော်မြန်မာလိုမျိုးပြန်ပြီးတော့ဟိုလုပ်လို့ရအဲ့ဒါကိုအန်တို့ဒီမှာနော်edit outline ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒါ edit ပြန်လုပ်လို့ရတယ်ပြန်ပြီးဖြည့်ဆွတ်လို့ရတယ်ပေါ့နော်ပြန်ပြီးဖြည့်ဆွတ်လို့ရတယ်အဲ့ဒါပြီးဆိုလို့ရှိရင် no save ကိုနှိပ်လိုက်ကြိုက်တယ်ဆိုရင် save ဒီ outline ကို save ထားလိုက်မကြိုက်ဘူးဆိုလို့ရှိရင်တော့ပြန်ထွက်ပြီးပြန်ရှာကြည့်ပေါ့နောက်တစ်မျိုးပြန်ရှာကြည့်ဘာနဲ့ပြန်ဆုပ်ပြီး create ဆိုလို့ရှိရင်တောက်လျှောက်ပြန်ပြီးတော့သူဟိုဟာလုံးမလားအဲ့လိုမျိုးလည်းရတယ်ပေါ့နော်ဒီ create ကတော့ create ကိုနှိပ်လိုက်ရင်တော့ video ရိုက်တဲ့အပိုင်းကိုရောက်သွားမယ်ဆိုတော့ intro တွေလည်းသူဟိုဟာလောက်ထားပဲ intro ကကြတော့ဒီမှာ script ရေးထားပြီးဒီ script လေးကိုကြတော့ editing ကို continue editing ကိုနှိပ်ပြီးတော့လေသူရေးထားတဲ့ script တွေကို copy တွေကူးလို့ရတာနော်သူလှုပ်ထားပေးတဲ့ပုံစံတွေဒါကြတော့ဘယ်လိုလဲဆိုတော့ဒါသူ့ရဲ့ TikTok မှာအများသုံးနေကြတော့သူဒီ analyze လုပ်ပြီးပြထားပြီးတော့အရန်အဆင်ပြေအဲ့တော့ခုန copy ကူးလိုက်တဲ့ဟာကိုတို့မြန်မာလိုမပြန်တတ်ဘူးဆိုလို့ရှိရင်လေအဲ့တို့ reply လေးပြန်ဟိုလိုမြန်မာလိုဖတ်ချပြီးတော့မြန်မာလိုပြန်ရေးသားပေးပါလို့ရေးလိုက်မယ်